ဒီလန်ဟိုကွာလူချင်းနဲ့လူရှိရယ် ဟုတ်ပေးပြရသေး ဘောဘောလူချင်းဘောလေးလန်တင်မလား ကျွန်တော်မလုတ်တဲ့မကန်တဲ့လူဆရာပြီးပြီးတာပဲဆရာ ဟိုတရားဘလောက်နဲ့ဟိုလေးလန်လေးချင်းတော့ပြတ်လိုက်မှာခိုင်း ကျွန်တော် ခိုင်း ဘလောက်နဲ့လေးလံတင်ကျင်တော့ဆိုတော့သာသနာ9000နဲ့လေးလံတင်ကျင်ပါတယ်ဆရာတရားမင်းသာသနာပါဆရာ အဲ့ဟိုမို့လေပမာဏပြောဘလောက် ပမာဏဆိုရင်ຫນွေမိုးဆောင်ပြောင်းလဲနိုင်ပြီးတော့မိမိလမ်းပိုင်ဆိုင်တဲ့လူကကြောက်တဲ့မရမြောက်တွေပုံများပြီးတော့အလူတဲ့အကျိုးမှုရရိုးရမယ်လို့လက်ခံနိုင်ပါတယ်ဆရာပတ်စံကတော့ကျွန်တော်ပြီးစရာမလိုပါဘူးဆရာ ဟောအဓိကကတော့အလူတန်းရရောတဲ့လူကို ပြီးချင်ပါတယ်ဆရာထိုက်တဲ့နံပါတ်2ပါဆရာ ဒါကခုကထက်တဲ့လူတွေ့ပြီလား ကျွန်တော်ရှာတော့ရှိတယောက်မှမတွေ့ပါဘူးကိုချင်းတရားလည်းမကောင်းပါဘူးတက်ခိုက်ပညာလည်းမကောင်းပါဘူးမီစီမီကလည်းမကောင်းမတဲ့တကြောင်မို့ဒီထိုက်တဲ့နဲ့လူကိုကျွန်တော်က ဒီဟာကိုအခုရှားနေတော့ထက်တဲ့လူရှားနေတော့ ရှာနေတော့မှဆရာကျွန်တော်လေးလံအမှဆရာ လေးလန်မတင်တော့ မတင်တော့ပါဆရာလေးလံတင်မယ်ဆိုရင်သာသနာ9000ဆရာတရားသာသနာနဲ့ပဲတင်ပါတယ်ဆရာဖခင်သာသနာနဲ့မတင်ပါဘူးဆရာ โอเคအဲ့ဆိုရင်ကြတော့စနေ ခြေနေကောင်းပါလေဆရာဆရာကြီးရဲ့ပေးလို့မနေတော့ဆရာကြီးကပေးခဲ့တာကိုကိတ်ကဲဒီစပြမိုးရဲ့စပြစီကိုဝယ်လိုက်ပါတယ်ဆရာကြီး โอเค အခုကျွန်တော်ရေချိုးရေခက်လို့မဆရာကြီးရောက်လာလို့ဆရာ โอเค ရေခက်ပြီးတော့ဝတ်တစိန်ရေသွားချိုးမှုဆရာသွားတိုက်မှာဆရာ စိုက်ဒီမှာစိုက်ပြန်နေဘူး ကျမဆရာကြီးဒီမှာကျုပ်ဆောင်ဆောင်နေပါသေးဆရာကြီး စနေ ခြေနေကောင်းနေဆရာကြီး ဒီမှာပါ ဆရာလည်းကတော့စိတ်ထဲချမ်းသာတယ်ဆရာ ဒါဖျားစင် ဟုတ်အလုပ်လဲလုပ်ရတယ်ဆရာအမိုက်ဒီမပြည့်မှာအများကြီးပဲ ဒါနေချင်းနေ တွားကြထူးတော့ဝယ်လိုက်ညအောင်တော့တို့ဆရာကြီးကကျွလို့ဆိုပြီးတော့တွားကြရတော့ညက်တယ်တို့မတွားကြထူးတော့ဝယ်လိုက်ပါတယ်ဆရာ300ပါဆရာ ဒီမှာပြမှာနော်ဒီမှာအခင်းဒီမှာခင်းပြန်ပါကြဟုတ်ဒီလိုက် ဟုတ် အမှန်ကန်နော် အမှန်ကဟုတ်တယ်ဆရာကြီး စိတ်ချမ်းသာတယ်မလား စိတ်ချမ်းလိုက်ကြတယ်ကိုလည်းကြမ်းပါတယ်ဆရာကြီးနဲ့တွေ့ရတာအကြောက်တရားတယ်နဲ့ရောအရင်ကမွေးကြောက်ကလူကြောက်ရတယ်ဆရာ အမြင့်ကိုလည်းပြလိုက်မှာအမြင့်ဆရာကြီးအောက်ဆင်းလိုက်ကြလိုက် ဟုတ်ကဲ့ဆရာ ဆရာကြီးအမြင့်ပြလိုက်မှာဆိုရင်လည်းရေဝင်စရာတော့ကြောက်စရာကြောက်ဖို့တော့မရှိတော့နော် မရှိတော့ပါဘူးဆရာ ဒီဒါဆိုရင်ဒီမှာမိုးရွာလည်းဒီမှာလူတရက်ဆိုတော့ရေအဲ့လိုယူမှာမဟုတ်တော့ မွေးတော့ပါဘူးဆရာမွေးအနေနဲ့လည်းမကြောက်တော့ပါဘူးဆရာ โอเคဒီမှာဒါဘာလို့ဖုန်းပြပလား ဒီကစပိန်ချိတ်ဖို့ပါလူကြီးမင်းစပိန်ချိတ်မယ်နောက်ပြီးတော့ဒီဝလုံးလေးနှလုံးကိုဝိရှော့ကလိုအပ်လို့ချင်းဖြုတ်ပြီးတော့ဝစ်စားလမ်းမှလို့ရွေးထားပါတယ်ဆရာစပိန်ချိတ်တာပါဆရာဒီကု ပြ လား ရှင်းလားအဲ့ဒါနော်ဆိုင်ရဒါဆိုင်ရလက်နက်ပစ္စည်း ဟုတ်ဒါအမိုက်တဲ့ပစ္စည်းတွေပါဟုတ်အမိုက်ပစ္စည်းပါ တော့ဟိုဖြစ်တယ်မပန်းဖျားဟိုနှိုးနဲ့โอเคနော် โอเคပါဆရာ โอเคဆိုင်ရတက်တာပရမတိန်ဆောက်ပြီးတော့နုပြအိမ်ဆောက်တော့လဲဝေဖန်မယ်ဆိုတာလည်းသိပါတယ်အဲကြောင့်မလို့ဒီမှာပြောင်းရင်းနေထုတ်ထားတယ်ပူမပူပါနဲ့တော့မစိုးပါနဲ့ဟိတ်အောင်ပါတွန်းတဲ့နီးလဲအပင်အောင်ပါဆိုတော့မပူပါဘူးဒါဆရာကြီးဖျားရှိခိုးနေအားမမီးသေးရောဆရာကြီးပြမှာဒီမှာဆရာကြီးဟိုဖျားနေဟိုနည်းနည်းဟိုမတည့်ကြည့်လိုက်ဟိုဆရာကြီးနဲ့ဆိုတော့ကွက်တီပဲဘာလို့ဒီဟာကြီးကိုမြင်းအောင်ဆောက်ရဲဆိုတော့ဆရာကြီးပြောပြလိုက်အောင်ရေမိုးရွာရေဘယ်လောက်ထိဝင်အောင် ဒီဟာကြီးတော့ဘာလို့မြင်အောင်စောင်းနေဆိုမိုးရွာလို့ရှိရင်ရေတွေကဟိုခြေတက်ကောင်လောက်ရှိရဲဆရာ ခြေတက်ကောင်လောက်ရှိရ ရေကြီးတော့ရောက်လို့ရှိရင်လည်းရေတွေကဒီလောက်ထိရောက်မှာဆရာအခက်မသိဒီဟာကြီးတော့မြုံနေတဲ့ကြောင့်မို့ဒီဟာကြီးကိုမြင်အောင်စောင်းရပါတယ်ဆရာအခက်မသိလို့ရှိရင်ဒီဟာကမြုံနေပါတယ်ဆရာ နော်အဲ့လိုဒါတော့မြင်းအောင်ဆောက်ပေးထားတာနော် မြင်အောင်စောင်းပြတာပါ ဆရာကြီးစိတ်တိုင်းဆရာကြီးစိတ်တိုင်းညာကုန်ဟိုဆရာကြီးနဲ့တိုင်ပင်ပြီးတော့ဆောက်ပေးထား ဟုတ်ကဲ့ဆရာ ဆရာကြီးပြောရှင်းတယ်မလားပြော ပြော ရှ ရှ င်း င်း တယ် နေဆရာမွေးပါကိမအနေနဲ့ဝေးတော့အခါတိုင်းဆိုမွေးတွေကဘေးမှာခွေးအိတ်နေဆရာမွေးတွေကကြောင်မိုက်တွေရော ဟုတ်ဒီမှာဆရာကြီးတွဲဆိုပြီးတော့ကိုနေထွန်းမအေဂျင့်မမိုးကနေပြီးတော့3000ဆရာကြီးကိုလူတာ ဟုတ်ကဲ့ စိုက်မိုးပေးရပေါ့ ဟုတ်ကဲ့ဆရာပြောဦးမယ်ကျွန်တော်ကလည်းလေဟိုမတုံးတဲ့လို့လုံငန်းမတဲ့လို့ဆရာကြီးပေးတဲ့3000ကိုမိခင်ကြံတန်းကဖះပြင်မယ်လို့ပြောတယ်အဲ့ဒါကိုဆရာကြီးတို့ရှိခုမြောက်တော့2000သွားလူခွင့်ရလို့ရှိရင်ကြံတန်းကိုသွားပြီး2000လူရဦးမယ်လေ လူလိုက်လေးဆရာကြီး ကျန်တော့တော့ ဖျားပန်းကိုလေးလိုက်ပေါ့ ကျန်တော့1000တောင်မင်း1000လူလိုက်မယ် โอเคဆရာကြီး ကျမချမ်းသာပါစေကျုံမဆောင်ရတော့ဒီပစံရှင်နဲ့ဒီဆရာတခင်ကျေးဇူးပါဆရာ โอเคဆရာကြီးတတာဆရာကြီး ဟုတ်ကဲ့ဆရာတကျမပါစေ ဆရာကြီးချင်းနေဘာလို့လုံနေတော့ ကောင်းတယ်ဆရာလိမ့်တဲ့ရောက်ကောင်းလို့တရားရခဲ့တယ်ဆရာသင်္ခါရတရားလည်းရခဲ့တယ်ဆရာ ကိုမိုက်ပြင်လား ဟုတ်ဆရာ တန်ရှင်းလုံလား ဟုတ်နိဗ္ဗာန်တော့တရားတော့ဖះကိုဘုဒ္ဓငွေကတ်လူကြတယ်သင်္ခါရတရားတော့ပတ်စံ9000ကျတော့ခဲ့တယ်ဆရာအဲ့နှစ်ခုပါဆရာ စိုက်သွားပြီလို့စိုက်လို့စိုက်မြန်လို့ ပြကြဆွားပြောင်းမယ်ဆရာ โอเคโอเคဘယ်နေ့ချင်းနေ ကောင်းတယ်ဆရာနိဗ္ဗာန်ကြောင့်တရားလည်းရတယ်သင်္ခါရတရားလည်းရခဲ့တယ်ဆရာကနေရောမနေရနှစ်ပေါ့ ဟယ်လို နိဗ္ဗာန်ကြောင့်တရားဒီဟာဖះကိုဖះအမှုဆောင်လူလဲရလို့ဆရာသင်္ခါရတရားကမနေတော့လားကနေသားမျိုး9000ကြောက်သွားလို့ဆရာ ရရ ဟုတ်ဆရာ ချင်းနေ အဲ့ဒါမိခင်ကျန်တန်းကြတော့လူကန်ဌာနဦးဦးနေမှာဖွင့်တာမလူထိုက်ပါဘူးဆရာတောင်းမီတော့လူလိုက်ပါတယ်ဆရာ လွှဲပါလေ ဟုတ်ဆရာဟုတ် ဟုတ်ကဲ့
ဥပနေမှာဖွင့်လာတယ်ဆရာ ဆိုင်ပါပြောရရှိတယ် မရှိပါဘူးဆရာအားလုံးဆရာသမားရဲ့ဆောင်းဆောင်မအားလုံးပြည့်စုံကြပါလေဆရာရေပုံးလေးပဲလိုအပ်ပါသေးရဲ့ဆရာရေပုံးလေးနဲ့ဟိုအတုံးကမရှိတယ်တော်လိုက်တန်ထဲဦးတွေချင်းလေးနဲ့ပဲလိုအပ်ပါတယ်ဆရာ ဒီဘုန်းနဲ့ချင်းနဲ့လွဲတယ် ဟုတ်ကဲ့ဆရာ ဟိုကျဆရာကြီးရဲ့လက်အသုံးဝင်လာတယ်ရေးလိုက် ဟုတ်ကဲ့ဆရာ ဆိုင်ကြမှာ ဟုတ် တောက်တဲ့ရည်လားသုံးတဲ့ရည်လား တောက်လဲတောက်ပါတယ်ဖះပန်းလေးလေးဖို့တုံးလဲတုံးပါတယ်မျက်နှာတစ်ပါတွားတိတ်ပါတယ်ဆရာတောက်သုံးကြီးပါဆရာ ဖျားမန်းလေးလေးလား ဟုတ်တယ်ဆရာအဲ့ဒါတစ်ချောင်း900တယ်6ချောင်း3000ကျတယ်2000မယူပါတယ်ဆရာမနေ့ကင်းတော့ ဆိုင်ဆိုင်ရတော့အကုန်လုံးရှော့ပေးနေတာနော် ဟုတ်ကဲ့ဆရာရှော့ပေးပါတယ်ဆရာဆရာတို့မျက်နှာရဲ့စေတနာအကြောင်းကိုပါဆရာ ဟုတ်ကဲ့အခုလိုအပ်တာရေဦးစင်လိုမယ်နော်ရေဦးစင်တော့ရေဦးဖုံးနေမှလိုမယ် ဟုတ်ကဲ့ဆရာ ပြီးကြတော့ဘာလုံးမဟုတ် ဟုတ် သွားချင်းလို့မယ် ဟုတ်ဆရာ ဟုတ်လောက်ပြီဗျာမနေ့ကညာလောက်ပြီမယ် တက်ကွာလီလီမျိုးပါဆရာ တိုက်ပြည့်အောင်ထားပြီမယ် ဟုတ်ကဲ့ပါဆရာယူအောင်ဆရာယူလို့ရပါမိမမယူဘူးဆိုလို့အစ်စိထောင်ကလွတ်ပေးတယ်ဆရာမိမယူမယ်ဆိုရင်တခါတည်းအရေးပြောပါတယ်ဆရာဟုတ်ကဲ့ဆရာမိမယူမယ်ဆိုရင်တေးပါတယ်ဆရာ ဘယ်သူကပဲချစ်တယ်ပြီးတော့လက်မခံနဲ့တော့သိလား ခံပါဦးဆရာဟုတ် နော်ဟုတ်ကိုယ့်ကိုတယောက်တည်းနေနော်မိမယူမစင်းစားနဲ့တော့ စဉ်းစားပါဦးဆရာ သူတို့ကသိမ့်မိတ်တယ်ဆိုလဲသိမ့်မခံနဲ့ ဟုတ်ကဲ့ပါဆရာ ထွက်ပြေးလာကြနော် ထပ်ပြီးပါမယ်ဆရာ ဟုတ်ကဲ့အဲ့ဒါဒီမှာလောတာကုံဝဲဝင်မယ်မဟုတ်ညာလောက်ဝင်မယ် ဟုတ်ကဲ့ဆရာကျွန်တော်ဒီမှာအကောပါဆရာပြီးပြီးတော့နေရပါမယ်ဆရာ တက်တက်ပါဆရာ အဲ့တော့ဒီတဲ့ ဟုတ်ကဲ့ပါဆရာကျွန်တော်ချမ်းသာပါသေးခုနှစ်တာသမီးများဒီတဲ့မှာကျုံးမဆောင်ရမယ်ဆရာဖုန်းကိုကြည့်ပါသေး စီးဆိုင်ရပါဘော စီရီစားတွေကကျွန်တော်မဖြတ်နိုင်လို့ဆိုပြီးတော့ထမင်းစားလိုက်အနှစ်တည်းစီရီရှိုးအနေနဲ့တော့မှစီကွာမှစားဝင်တာမို့လို့စီလေးဝယ်လိုက်ပါ1200ပေးရပါဆရာဒီကောင်းမဟုတ်သိပြီးတော့အင်္ဂလိပ်စားဝယ်လိုက်ပါထောင်မယူပါရဆရာစိန်ရွှေတနာကဆရာ ဟုတ်ကဲ့ဒီမှာဓာတ်ဒီမှာ ဟုတ်ကဲ့ဆရာဒီတဲ့မှာကျုံးဆောင်ရ ဒါပစုံနဲ့ဒီမှာဆိုင်ကိုပစုံကြိုက်လာတဲ့ကြောက်ပေးပါအောင်နဲ့ပလူရှင်က အရင်ကြိုက်ပါတယ်ဆရာတတဲ့တကိုဒါမျိုးဟာတွေ3လ10နှစ်နေလို့မှတစ်ခါမစားဘူးပါဘူးဆရာကြီးနဲ့တွေ့မှစားခဲ့ဘူးစက်သားဆိုတဲ့တင်ရကကျွန်တော်10ရက်နေလို့တော့မှတရုံးမစားနိုင်ပါဘူးဆရာဆရာကြီးတို့မှစက်သားတို့ဘယ်လိုလုပ်စားခဲ့ပါဆရာအရင်ကောင်းပါတယ်ဆရာဟုတ်ကဲ့10နှစ်တခါတော့မစားဘူးပါဘူးဒီပြန်တော့ကို โอเคအမေရိကန်ပြောနေဘန်ဒလေးမြူတော့ဘယ်လိုသွားမှမသိလို့ဆရာမ ဆိုင်လာဆရာကြီးဆိုင်ဆောင်နေ ရောက်ဆရာ ဆိုင်လာဆရာကြီးကိုအလုပ်ပေးမလို့ ရပါတယ်ဆရာလုပ်ပါမယ်လုပ်ပါ လောဟိုဒီမှာကျွန်တော်တို့ဒီမှာဆိုင်ဖွင့်မလို့ဆရာကြီးကိုအလုပ်ပေးမယ်ဆရာကြီးလုပ်မှာလား လုပ်မယ်ဆရာ တော့ဒီမှာဗျာမဲတဲ့တန်းမှာဟိုပါပေါ့အသားစလက်ဆိုင်လေးနဲ့မရှောင်းဖွင့်မှာဆရာကြီးလုပ်မှာလား လုပ်မယ်ဆရာ ဆရာကြီးကိုကျွန်တော်အမေရိကန်ဆရာကြီးပဲနဲ့တွေ့ရမှာအမေရိကန်ရောက်ဖို့တယောက်လေ ဟုတ် ဆရာ ကဲ့ ကြီး ဥယျာဉ်ဝထားနေရောက်ဖို့ဆိုငယ်တော့နေကြည့်လာအောင် ဦးလည်းမသွားတော့ဘူးလား အမေရိကန်ပြောနေဘန်ဒလေးမြူတော့ဘယ်လိုသွားမှမသိလို့ဆရာမ ညံ့သွားပြီ ဟုတ် ဟိုဆရာကြီးကမှာဒီမှာဆရာကြီးဘာမှမခံဘူး ဟုတ် ဘာမှမခံဘူးဆိုတာဆရာကြီးဒီလာဧည့်သည်တွေကိုဟိုကြိုးစိုးရမယ် ဟုတ် ပြန်တဲ့လူတွေကိုဆရာကြီးကဟိုစားအဆင်ပြေလားဘာလားဆိုပြီးတော့ဟောပေါ့နှုတ်ဆက်ရမယ်ပေါ့နော်အဲ့ဒါပဲလောက်အောင်ပါဆရာကြီးလှုပ်ချင်တာလှုပ်ချင်တာ ဟုတ်လုံးမဆရာကြီး ဆရာခုပဲပြောင်းတော့ဆရာကြီးလိုက်ရှာတာမတွေ့ဘူး မနေ့ကတော့ဆရာကြီးကျွန်တော်ဆောက်ဆရာကြီးကလည်းအခုထမင်းဝယ်ပြီးတော့အိတ်နေဆရာကြီး ခုမစားရသေးလား မစားတယ်အဲ့ရတယ်မရှိမစားနိုင်လို့ဆရာ ဒီမှာကိုကျွန်တော်ကဒီမှာအသားဆက်လိုက်ဟိုမှာဆရာကြီးကိုဇပွဲထုံးမလုပ်ခိုင်းဘူးဗျာ ဟုတ်ကဲ့ လာတဲ့ဧည့်သည်ကိုလာတဲ့ဧည့်သည်ကိုကြိုးအောင်ပေါ့ ဟုတ်ကဲ့ဆရာလုံးမဆရာ တော့မသိကြလား ဟုတ်ခိုင်းလို့ရှိရင်တော့တင်းပြီးလို့ရှိရင်ဖြစ်ပါဆရာကြီး သိမဆရာကြီးအချင်းမှုတူနေတကယ်လုံးမသိကြလား ဟုတ်ကဲ့ဆရာကြီး သိကြရင်ဆရာကြီးကိုလှုပ်ပေးမလို့နော် ဟုတ် ဘာပြောကြကြည့်အောင်ဆရာကြီး ကျေးဇူးမရှိပါကျွန်တော်တို့ကျေးဇူးတင်ပါတယ်ဆရာကြီးဒီနေ့လူဆုံးညင်းပါဆရာဆရာကြီးကျေးဇူးရှိလို့မညင်းတာဆရာအမေရာဘူးရဲတော်မှညင်းပါဆရာဘုန်းကြီးတော်မှညင်းပါဆရာဆရာကြီးကျေးဇူးလို့မညင်းတာဆရာ ကြိုက်ပြီဆရာကြီးတော့ကြီးကိုတကယ်ကိုကျွေလို့တကယ်ကိုတော့အဲ့တော့ဆရာကြီးမှာဆရာကြီးတော့ဆိုပြီးတော့ဒီမှာလှူထားတာ ဟုတ်ကဲ့ဆရာ သူကဆရာကြီးဟိုခုနကရေတံမှုတွေပိုင်းမရှိလို့ပြောတယ် ဟုတ်တယ်ဆရာ ပြီးတော့ဒေါ်ဆန်းဆန်းဝင်းက9000နော်ဒေါ်ဆန်းဆန်းဝင်းက9000လို့လှူထားတယ် ဟုတ်ကဲ့ ပြီးကြတော့ကိုအေးချင်းအောင်မတ်သက်ဇူလိုင်က3000အဲ့8000တော့8000ရေနောက်ထပ်တယောက်ကတော့ကျွန်တော်နာမည်တော့မမှတ်မိတော့နာမည်ပြီးတော့3000လှူထားတိုက်မိုးပေးပါဆိုပြီးတော့3000လှူထားအဲ့လူရှင်ပြင်လည်းပြောပြပါအောင်နော်အဲ့ဆိုတော့ဒီမှာ3000ဆိုတော့အားလုံးပေါင်း3000နော်3000ကိုဒီမှာဆရာကြီးကျူရဒီမှာဒီအိုးရင်ဒီမှာပုံနော်ဒီမှာဒီကွက်တွေရောနော်ဒီကွက်တွေရောဒီမှာဒီကုန်း ဒီကုန်းနော်ဒီကုန်းဒီမှာ အကုန်ဝဲတာစမှုဘယ်လောက်ကြာတာ6000ကြာဟုတ်
6000ကျဘုံမသူတို့တော့ဗျာ6000ကျတာ6000ကျတာဆိုတော့3000ရှိရဆိုတော့ဆရာကြီးကိုဒီမှာ9000ပေးရတယ်မှာဆရာကြီး9000ကတော့ဆိုင်ခွင့်အားပြီးစုပေးလိုက်အောင်လေ ဒီနေ့တိုင်းမှာကျမချမ်းသာပါသေးဒီမှာကကျမဆောင်နေမိုင်းဆရာကြီး โอเค ကိုကြည့်ပြီးပါတယ်ကျွန်တော်လည်း ဖြစ်တကယ်ပြောရှင်းလိုက်တာ တကယ်ကြိုးရှင်ပါတယ်ဆရာတခါမှတော့တတတူကဖောင်းကြုံတယ်ခါမှမကြုံဘူးဆရာကြီး ဟုတ်အဲ့ဆိုရင်ဆရာကြီးအခုဒီပထမရဘာလုပ်မှာ ဒီပြဿနာကျွန်တော်ဘာလို့မှမသိလို့ညင်းလဲမညင်းတာလို့ဖြစ်နေမောက်ဆရာကြီး ပြင်လာ ဟုတ် ချောက်မသုံးနဲ့နော် ဟုတ်ဆရာ နော်အဲ့ ဆရာကြီးကအတက်တခင်နေမကောက်ပါဘူးကြီးကြီးကဖြစ်လာကြပါရဲ့ အဲ့ဒီမှာကျွန်တော်မယ် ရှိတယ်ဟုတ်ကဲ့ အလုံးပေါင်း14သိန်း3900နဲ့မှတစ်ချက် ဟုတ်ဆရာလေး အဲ့ဒါ14သိန်း3900တစ်ချက်ဆိုတော့ကိုလိုကနဖြစ်နေတာ ဟုတ်ကဲ့ ကျန်တဲ့ဟာ6000နဲ့မှတော့လည်းအဲ့ဒါကိုကျွန်တော်ကဖြည့်ပြီးတော့တသိန်းဟို15သိန်း ဟုတ်ဆရာ နော်15သိန်းဒီမှာအလုံးပေါင်းဟိုခုနကသားသမီးလူရှင်ငွေက15သိန်း ဟုတ် 15သိန်းကိုကိုကြီးကိုဒီလိုမျိုးပဲအဲ့လိုက်တော့မယ်နော် ပြီးတော့လေကျွန်တော်မထိမ့်သိမ့်နိုင်လို့လေရမယ်ဆိုရင်ဆရာတို့ကပဲဥကျော်ဦးကိုကိုသားပြုတ်ပြီးထိန်းကျော်ပြီးအဲ့ဒီပတ်စံကျွန်တော်ကုန်ပြန်လို့မှကျွန်တော်မုံဘိုးလောက်ပဲ9000 1000လောက်ပဲပြန်ယူထားမယ်လေ မဟုတ်ဘူးခဏလေးအဲ့တော့ဟိုဝေထားပါတော့အခုလောဆယ်ဒါလေးကိုလက်ခံလိုက် ဟုတ်ဆရာ လက်ခံပြီးတော့ကျွန်တော်ကဒီဟာကိုကိုကြီးကိုလုပ်ပေးရရှိတယ် ဟုတ်ကဲ့ ဟိုအဲ့ဒါကိုပြီးကြမှာကျွန်တော်ပြောမယ်လောဆယ်ဒါလေးကိုလက်သိခံပေး ဟုတ်ကဲ့ဆရာ လက်ခံပေးပြီးတော့ပြီးကြမှာကိုကြီးစိတ်ချမ်းသာတယ်လို့ကျွန်တော်ဆင်ပြအောင်လုပ်ပေးမယ်ဆရာကြီးဆင်ပြအောင်လုပ်ပေးမယ် ဆရာကြီးစီမံနေကြလိုက်ရဖို့တင်ပါဆရာဒီမှာနူရောက်ပါမယ်ဆရာ ဟိုအဲ့ဒါဒီမှာဟိုဒီဟာရရင်ဘာလုပ်မှာ ဒီကရလို့ရှိရင်ကျွန်တော်မထိမ့်သိမ့်နိုင်တဲ့အတွက်ကျွန်တော်ရဲ့ကိုသားကိုကျော်ဦးကိုပေးပြီးတော့ဆရာတို့ကပဲစီမံခန့်ခွဲပေးတာအကောင်းဆုံးမြင့်မားဆုံးလို့ပြောနေကြထားမိပါတယ်ဆရာ ဟုတ်ပြီအဲ့ဒါဟိုအဲ့ဆိုရင်ဒါယူထားလိုက်နော်ပြီးကြတော့ကျွန်တော်ပြောပြအောင်မယ်ဟိုဘောဟိုစာအုပ်ဆောက်ပေးဖို့အတွက်ဟိုဘောလူရဲကြတာပေါ့အဲ့ဒါကြတော့ကျွန်တော်ကတော့စာအုပ်တော့ဟိုလိုဆောက်ပေးတာလိုင်းမော်တော့မတင်တော့ဘူးနော်ဒီကိုကြီးတို့ဒီပတ်စံအကုန်လုံးကျွန်တော်ကဒီဆရာကိုအကုန်လုံးလူပေးလိုက်ပြီအဲ့ကျွန်တော်အိမ်ဆောက်ဖို့လူထားတဲ့လူရှင်တွေကိုကျွန်တော်တက်တက်ဗီဒီယိုလေးတစ်ပုတ်ပြန်ပြီးတော့လုပ်ပေးမယ်အဲဘာလို့ဆိုတော့ဒီဦးလေးအကြောင်းကိုပေါ့အကြောင်းကိုတက်တက်ဗီဒီယိုလေးပို့ပြီးတော့ရိုက်ပြီးတော့ကျွန်တော်ထပ်ပြီးပို့ပေးပါမယ်ခုနကလက်ဝဲတွေပဲထိုးရလို့ပြောရ ဟုတ်တယ်ဆရာအောင်ထွန်းလေးကွက်တဲ့ဘီလာမေးစိတ်အောင်ထွန်းလေးရှုခဲ့ချင်ပဲကျွန်တော်ပါပဲဆရာတန်းစင်းတော်ပါရှုံးနေတော်ပါဆရာကဘာကျော်အောင်လားအောင်ဆန်းလွန်ခဲ့တဲ့ငယ်တုန်းကကျွန်တော်ရဲ့တပည့်တာအရင်ခောက်ပါဆရာကဘာကျော်ဖို့အတွက်ကျွန်တော်မြေတော်မြောက်စားခဲ့တာဆရာအောင်လားအောင်ဆန်းဆိုနံပါတ်တစ်လုံးရခီးဖို့အတွက်ကျွန်တော်မွေးဖွားခဲ့တာပါဆရာကျွန်တော်အောင်လားအောင်ဆန်းဆရာရေးပါဆရာလည်းဦးဆရာပါဆရာကျွန်တော်အောင်လားအောင်ဆန်းလောက်မထိုးတတ်ပါဘူးနားမလဲပါမတတ်ပါဘူးဆရာ ဟိုရှူပန်နဲ့ရောထိုးဘူးလား ကျွန်တော်အမှတ်ညံလည်းမကောင်းလို့အုံနောက်ကြောတွေပြက်ပြီးတော့မှတ်မိပါဘူးဆရာတိတော့တိတော့ပါတယ်ဆရာလက်ဝဲအကြောင်းမို့တော်တော်များများတိပါတယ်ဆရာ ဘရိုနီကာနဲ့ရောထိုးဘူးလား ကျွန်တော်ဘော်ဒီကံထိုးမှုတော့ဘူးဆရာဟုတ်ကျွန်တော်အငယ်တန်းပဲ ငယ်တန်းမထိုးခဲ့ ဟုတ်ကဲ့ဆရာ ဟောချန်ပီယံခပတ်တွေရောရခဲ့ဘူးလား ချန်ပီယံခပတ်ငါတက်ကြီးမှာဒုတိယချန်ပီယံခပတ်တော့ရခဲ့ဘူးပါတယ်ဆရာချောင်းမကြိုးခင်တော့ဆရာ အခုကျတော့ မိခင်ကျန်တဲ့မှာကျွန်တော်နေပါတယ် အခုကျတော့မထိုးတော့ဘူး6ကပဲတော့ အခုထိုးတယ်ဆရာဒီ CV ရုံးခန်းထဲမှာတစ်ခါထိုးခဲ့တယ်ရှုံးနေခဲ့ပါတယ်ဆရာတောင်ဝင်းကြီးဖေးတရထနာထဲမှာနေခဲ့တယ်လူကြီးကဖိတ်ခေါ်ပြီးတော့ချစ်ကြည်ရေးဆိုပြီးတော့ထိုးခဲ့ပါတယ်ဒီထဲမှာဆရာတို့ထမင်းကျွန်တော်ကိုကျွေးမွေးဆောင်းရောက်နေမှာထိုးလာပါဆရာရှုံးနေခဲ့ပါတယ်ဆရာမနိုင်ပါဘူးဆရာချစ်စင်အားလည်းမရှိလို့လေးချင်းငန်းလည်းမရှိလို့တက်လို့လည်းမကောင်းလို့ရှုံးနေခဲ့ရပါတယ်ဆရာအဲ့ဒီအချိန်ကတော့ခွေးတော်မစားခဲ့တဲ့ထမင်းလေးကောက်စားပြီးတော့အဖက်905ကဘာခန်းနေရလို့ဆရာ ဟိုအမေရိကကိုရောက်ဖွေလို့ပြောရတယ် ဟုတ်ကဲ့အမေရိကန်ပါဆရာဆရာတော်ဦးရီဝရခဏအောင်ကျောင်းဆရာတော်နဲ့လိုက်ပါသွားတာပါဆရာအဲ့ဒီအချိန်ခါတော့ကဘရာဇီးပြင်သစ်အီတလီဘိုလီဝါတွေမှတ်မိဘူးဆရာပြုံးမြကြီးနားမှာလည်းကျွန်တော်ပါပဲမိုးကုတ်မှာလည်းကျွန်တော်ပါပဲတိုက်တုံမှာလည်းကျွန်တော်ပါပဲတာချီလိတ်မှာလည်းကျွန်တော်ပါစစ်တူမှာလည်းကျွန်တော်ပါပဲဆရာ ဟိုအရက်ဘီယာတွေတောက်လား ဟုတ်ကဲ့ပါဆရာအရင်တော့တောက်ခဲ့ပါတယ်ဆရာအခုအင်ဂျင်ရက်ကွက်ကတူနာဘူးဆရာမတယောက်ကနေဆေးရုံတင်မျိုးဆေးကူးသားမှုပြီးမတောက်ပါနဲ့လို့တားမြစ်ချက်ထားလို့အသေးကြောင့်မတောက်ပါဘူးဆရာ အခုမတော့တော့ မတောက်တော့ပါဘူးဆရာအရင်တော့ဆက်လိုက်ကတော့မီးကိုထွက်အောင်တောက်ပါတယ်ဆရာမတောက်တော့ပါဘူးဆရာကိုင်းရစားတဲ့ဆရာသွားဆရာဝင်ညွှန်ကြားချက်ကြောင့်ကိုင်းရစားနေပါတယ်ဆရာ ဘာလို့သွားကြမှာဘယ်လိုညွှန်ကြားလို့ သွားဆရာဝန်ကနှုတ်တဲ့နဲ့အမှုလိုက်ရဲရရှိရအဲ့ဒီသွားချောင်းမနှုံနဲ့လို့တားမကြပြတာလို့ဂျားကြနေလို့သွားအနာတက်တောင်သွားကြက်တောင်ဆိုကွန်စားပါတယ်ဆရာ ဟော ဘယ်ဘက်ကသွားပါအနာလေးတော့မရှိတော့ပါဘူးဆရာပြောတယ်တိုးခဲ့ရပါတယ်ဆရာ โอเค လူရစီမနေနိုင်တော့မှသူများတွေ1000တော့ရင်ကို150တော့သုံးနိုင်တဲ့အစင်နဲ့ဆရာတို့မြောက်စားလို့ရောက်လာခဲ့ပါတယ်ဆရာ အဆောင်ဖက်ဖက်နဲ့ကြည့်ပါဖက်နဲ့ကြည့်ဆရာသမားဒီမှာဟိုဖက်နဲ့ဘယ်နေရရှိရော ဖက်နဲ့တရားမှမရှိပါဘူးသူများတွေဆွမိတဲ့ဖက်နဲ့ဒီကို
တစ်ဖက်စီစုထားပြီးတော့ကျွန်တော်စီးခဲ့ပါတယ်အစ်စ်ဝဲပြန်တော့လေပေါင်ဝင်းချင်းကအလိုမရှိလို့ဖြက်စီးပြပါတယ်ယူစီးသွားတယ်အဲအကြောင်းမို့သူများတွေလွတ်မြထားတဲ့ဖက်နက်တွေဖုံးရောဆွတ်မြထားတဲ့ဖက်နက်တွေကိုကူကြီးနေစုထားပြီးတော့ဇုံဖြစ်အောင်စီးခဲ့ပါတယ်ဘယ်ညာမတူခဲ့ပါဘူးဆရာကိုကြီးလိုပဲကျွန်တော်ဖျားတဲ့ဘောနဲ့တတ်မှတ်ပါတယ် ပြီးတော့ပစိုးဘယ်နှထည်ရှိအောင် ပစိုး၄တဲ့ရှိပါတယ်ဆရာ မခုဖနက်ဝယ်ပေးမယ်ဆိုရင်လိုလား မလို့အပ်ပါဘူးဆရာကျွန်တော်ဟိုဆရာကရေတော်မြောက်ပြီးတဲ့ဝမ်းသာလာပါတယ်ဆရာစကားနဲ့ဟိုပဲအကုန်လုံးပြည့်စုံခဲ့ပါရဲ့ဆရာ ဟိုလေဖနက်အခုလိုလားလို့မရ လိုပါဘူးဆရာဒီကလေးနဲ့ပဲတင်းတင်းပါတယ်ဆရာ အဲ့မို့ရေဒီပိုင်းချိုးလား ရေမချိုးနဲ့လို့မသေးမချင်းလို့ခန့်905ကပါရှိနေရရေမချိုးကတော့မတိုက်ရဆိုပြီးတော့ညတာတရားဖြစ်ကျွန်တော်ကိုဆောင်လိုက်ပေးခဲ့ပါတယ်ဆရာရေမချိုးကတော့တအားရင်ညပတ်လာရင်တော့ပဝန်းကျင်တက်ရှင်းမှုအတွက်ချိုးပါဝင်ရှိပါတယ်ခဏခဏရက်ခံလို့ကျွန်တော်ကကြောက်လိုက်လို့ချိုးရပါဦးဆရာ ရေတစ်နေ့တစ်ခါချိုးရင်ချိုးမှလား ရန်ကြလို့ရှိရင်ပဝန်းကျင်ရဲ့ကျွန်တော်အနံဆိုးတွေမနှံအောင်လို့ချိုးရပါတယ်ဆရာနေ့တိုင်းလို့ချိုးရပါတယ်ဆရာ ဟိုခွင့်ပြုချက်တောင်းဝင်ပါလေချိုးလိုက်တော့လေ ချိုးမယ်ဆရာချိုးမယ် နော် ဟုတ် နေနေတိုင်းရေချိုးနော်နေတိုင်းရေချိုးတန့်ရှင်းနေ ဟုတ် တက်ရနေဖနက်တွေပါတန့်ရှင်းတန့်ရှင်းနေ ဟုတ် ခွင့်ပြုချက်တောင်းဝင်မယ်ရေချိုးဖို့အတွက်ခွင့်ပြုချက်တောင်းဝင်မယ်နော် ဟုတ်ကဲ့ဆရာဟုတ် ရေနေတိုင်းချိုး ဟုတ် ဒီတိုင်းချိုးနော် ဟုတ် ဆရာစီမာဒီမှာဒီကလေးကိုတိုင်းပညာတိုင်းသင်ခိုင်းမလို့ဆရာဘာပညာရေးသင်ပေးနိုင်အောင် ကျွန်တော်မှာအခြေခံအရှိဆုံးကတော့ရိမ့်မဲ့တိုင်းနဲ့ကုခပညာပါဆရာရိမ့်မဲ့တိုင်းကုပြောပါဆရာမလျှောက်ပုံကြီးနဲ့တိုင်းပါဆရာဥကောင်းတစ်လုံးမှာလက်ညှိုးနဲ့ထိုးပေါက်နိုင်ခဲ့ပါတယ်အရင်တော့ကလူတယောက်ရဲ့ဥကောင်းကိုလက်နှစ်ချောင်းနဲ့ထိုးပေါက်နိုင်ပါတယ်ဆရာအရင်တော့ကျွန်တော်လက်ရွှေလက်ချောင်းနေပါဆရာအရင်တော့ကသူ့ကိုကုခပညာနဲ့ရိမ့်မဲ့တိုင်းသင်ပေးနိုင်ပါတယ်ဆရာကုပြောက်တိုင်းပါဆရာနေကြပါဆရာ မင်းတိုင်းနေမှာလားတိုင်းနေမှာလား သူတိုင်းနေလို့ရှိရင်တော့တိုင်းပြိုင်မှုဝေးရမှာဆရာအဲ့ဒါကျွန်တော်တောင်းဝယူပါတယ်ဆရာပြိုင်ပွဲဈေးတွေဝတ်စုံတွေအတွက်ဟိုကျွန်တော်ဆရာတွေဖြူဝဆရာကြီးကိုအကြောင်းကြားမှာပါဆရာကျွန်တော်မှတ်မိပါဖြူဝဆရာကြီးကျွန်တော်ကိုပြောက်တင်ညာတင်ပေးတဲ့တိုင်းဆရာပါဆရာဖြူဝဆရာပါဆရာအဲ့ဒါပဲကိုကပညာကိုတင်ပေးထားပါတယ်ကိုကပညာကိုကောင်းမှုတော့ကျွန်တော်တတ်ထားပါဆရာဆရာတော်ဥတီကကျွန်တော်ကိုကြောင်းမြန်တင်ပေးထားပါတယ်ဆရာတော်ဥတီတင်ပေးတာကြောင်းမြန်မြေချိုးမိုးပြန်နိုင်ပါတယ်ဆရာခဏ တိုင်းကြိုက်လားဘယ်တိုင်းတင်ရင်တော့အရင်မဲ့တိုင်းတင်ရင်လားတင်ပါလားတင်ပါလေဆိုင်ဘလို့တင် တင် ပါ ပေးပြရသေးဗျာကြီးပဲတိုင်းပညာကြောင်းညာတနက်နဲ့ထူလို့များလောင်ချာနဲ့ထူမှာဆရာလောင်ချာနဲ့မှစိတ်မောင်းနဲ့ထူမှာဆရာစိတ်မောင်းလောင်ချာနဲ့လောင်ချာလိုက်ရုံးနဲ့ထူမှာဆရာဘယ်တော့ကြီးပဲတိုင်းပညာတက်တဲ့စိုးငုံဖြည်းဖြည်းစီသိပါတယ်ဆရာတနက်ကြီးတမှန်သိပါတယ်ဆရာ အဲ့လိုပေါ့ခါလေးသွားရှိသွားရတဲ့အမြဲတမ်းတိုက်နော်ပြောတာရှင်ကုံသွားလို့ရှင်ပြောလို့ရတယ်စက်ပြမရှိရင်လည်းပြောလို့ရတယ် ဟုတ်ကဲ့ဆရာ ဒီချိုးသွားလိုက်တဲ့ဘုရားအတွက်ဘယ်သူမှခွင့်ပြုချက်မတောင်းနဲ့တော့ကျွန်တော်ခွင့်ပြုချက်တောင်းပေးထားမယ် ဒီကနေ့ဆိုင်လုပ်ပါမယ်ဆရာ ဒီနေ့ကစပြီးတော့ပုံမှန်တိုင်းလို့မနေ့ကင်းဆိုသွားတိုက်မျက်နှာသစ်နော် ဟုတ်ကဲ့ပါဆရာ ပုံမှန်တိုင်းလို့နော် ဟုတ်ကဲ့ပါဆရာ ဘာလိုအပ်တော့ပြောတာပြောလို့ရတ ကျွန် ယ် တော်ရှေ့ချောင်းမသိမရှိပလတ်စတစ်ကောက်စားဖို့အတွက်သူများပိုင်ရဆိုင်ရာပစ္စည်းတွေကိုယူသုံးနေတဲ့အတွက်အဲ့ဒါလေးတခုတော့အခုကြီးတောင်းနေပါတယ်ဆရာခိုးသလိုဖတ်သလိုဖြစ်တဲ့အခါကျတော့ရိုင်းနဲ့ထိုးချိတ်ခံရမှာဆရာအဲ့ဒီခါကျတော့ကျွန်တော်အခါ905ကမလွတ်နိုင်တဲ့အတွက်ကြောင့်မလို့ဘဝညာပြောလာလိမ့်မယ်လို့ကျွန်တော်ကိုတင်ပြီးပြောထားပါတယ်ဆရာမရဘူးလားဆရာ ဩသူများပလတ်စတစ်တွေကောက်နေရတာခိုးတယ်လို့ဖြစ်တယ်လို့အတွက် ဟုတ်တယ်ပြောတယ်လို့ဆရာ ဩအဲ့လိုသူများပလတ်စတစ်တွေကောက်တာကိုခိုးတယ်လို့ဖြစ်တဲ့ကြောင့်မလို့အဲ့ဒါကိုခွင့်တောင်းပေးရမှာ ဟုတ်ကဲ့ဆရာကျွန်တော်ပလတ်စတစ်ကောက်ပုံနဲ့ရှိပါတယ်ဆရာ မဟုတ်ခိုးတယ်လို့ဖြစ်ပါဘူးသူများဆွတ်မြစ်ထားတဲ့ဟာကိုကောက်တာပဲကောက်လို့ရပါတယ် ဟုတ်ကဲ့ပါဆရာ နော်တန်နေစွတ်မတောင်းနဲ့ရထိုက်မှရတာသူထိုက်လား ထိုက်ပါတယ်ဆရာ ဘာလို့လဲ ဆရာ တော့ဘာလို့ ဝရဒိလက်နက်မလို့ဗမာကိုင်နာမလို့ထိုက်ပါတယ်လူတိုင်းနဲ့ထိုက်တယ်ပါတယ်ဆရာတရားမကိုင်နာမဟုတ်ပါဘူးဗမာမကိုင်နေတဲ့လူတိုင်းနဲ့ထိုက်တယ်ပါတယ်ဆရာ အဲ့ဒါဥမတကယ်ကြီးမလား မပါဘူး မင်းဖက်နဲ့မထိုက်အောင်ထိုက်တာဒီမှာသူထိုက်တော့ထိုက်နေတဲ့သူကမရှိဘူးဒီမှာသူပဲရှိရတယ်ဒီမှာဒီဆရာကြီးကိုယ်တိုင်ဆရာကြီးကိုယ်တိုင်ထိုက်တယ်မှာလေဆရာ ထိုက်တယ်ပါတယ်ဆရာဟုတ် ဆရာကြီးကိုယ်တိုင်ထိုက်တယ်နဲ့ဆရာကြီးဒီလက်နက်ကိုထိန်းထားလိုက် ဟုတ်ကဲ့ပါ ဆရာ ဆရာ ကြီးတက်တယ်အများကြီးလေတက်တယ်အများကြီးလေဆရာကြီးပေါ်လာပေါ်ချက်ဝါလာလိမ့်မယ်နော် ဟုတ်ကဲ့ပါဆရာ ဟုတ်ကဲ့ဆရာကြီးကိုမေးကြည့်လို့ မှန်တိုင်းပြောပါမယ်ဆရာ ဟိုဆရာကြီးဟိုအခုညနေစာကိုမုံမလို့ပါညနေစာကိုဘာစားကျင်တော့စားကျင်တဲ့ဟာကိုအကုန်ပြောလို့ရတယ် ညနေစာကိုကျွန်တော်ခရင်းပြက်နေတဲ့အတွက်လေသမင်းကျော်စားကြည့်ပါတယ်ဆရာ ပြီးတော့ အဲ့ဒါပါပဲဆရာလက်ဖေးရတော့နေတိုင်းတောင်းနေလို့မတောင်းတတော့ပါဘူးဆရာသမင်းကျော်စားကြည့်ပါတယ်ဆရာအခုမှသမင်းစားတာမဟုတ်လို့ ဟုတ်တယ်ထမင်းကျော် ဟုတ် ဟိုတခြား ဟုတ်ဆရာငါစားကြည့်နေဆရာငါကျော်စားကြည့်နေဟုတ် အဲ့ ကဲ့ ဒါပြီးတော့ အဲ့ဒါပါပဲဆရာ ငါးကျော်ရယ် သမင်းကျော်အဲ့ဒါတခုစားကြည့်ပါဆ အဲ့ ရာ ဒီဆိုင်ရယ် ဟုတ် အဲ့ညနေကျရင်လာခဲ့မယ် ဟုတ်ကဲ့ဆရာကြီးပြုစုမဲ့နူးရပါမယ်ဆရာထိုင်နေနေတိုက်နေသေးပါမယ်ဆရာ โอเคတိုက်တယ်ဟုတ် နော် ကျွန်တော်တက်ကအရေးတော့တအားကြီးမကြီးပါဘူး ဆရာကြီးဒီမှာဆရာကြီးမနေ့ကဘာစားကျင်လို့ပြောတာ
ငါကဘာသာကျင် တ လဲ ခင်တို့ကထမင်းကျော်ရဲ့ဆရာကြီးပြောတဲ့ငါးတမယာပေါင်းလို့ပြောပါတယ်ဆရာငါးတမယာပေါင်းလို့ပြောခဲ့ပြီးပါတယ်ဆရာ ဒီမှာ ဒီမှာမင်းကျော်ရဲ့90မြပါရင် ဟုတ်ကဲ့ဆရာဒီနေ့ဘက်ကကျူးဝေးဆောင်ကြောင်းနေပါစေဆရာကောင်းကြီးမင်္ဂလာပေါင်းပြီးပြည်သူပါစေခုနှစ်နဲ့တာသမီးများပါဝင်ဆရာ โอเค ဆရာပေးတဲ့အ ဟော သက် မင်းကျော်အောက်က90မြ ဟုတ်ကဲ့ဆရာအမှန်တိုင်းပြောရရင်ဆရာပေးတဲ့အသက်ပါရှိပါတယ်ဆရာ စနေချာကြီးစားပြီးလား ဟုတ်ဆရာ ဟောပြီးတော့ ဆရာကြီးစိတ်မချမ်းသာဖြစ်နေမှတော့နင်းနေလို့ပြောဘဲနေမျိုးဆရာမပြောဘူးနင်းနေရတော့မို့ဆရာ ဒီတော့အေးတော့လိုက် ဟုတ်ဆရာ အေးတော့လား အေးတော့နင်းနေလို့လား ဟုတ်ကဲ့ပါဆရာဆရာကြီးစေတနာလိုက်ကောင်းတယ်ဒါလည်းဖြစ်တတ်ပါဆရာ ဟာမရချိုးပြရည် ဟုတ်ဆရာ အမှဆောရတန်ရှင်းလာ ဟုတ်ကဲ့ဆရာနောက်ရကြလို့ချင်းဒီနေ့မကတက်ရှိလောက်ခဲ့ဝါမဆို နဲ့အေးဘူး200ကိုဘွေးနေရှင်ညီမလေးကနေလူပါတယ်ခေါက်ဆိုတက်ကောက်ရကြောပါရှယ်โอเคနော်ဟမ် ထား ကွာဒီဘက်ထွက်လာထွက်လာထွက် လာတော့ အမလိုက်ဘူး လာသွားပြီ ဝဲတွားတန်းတော့သွားပါဦးနဲ့တွားတန်းအောင် ရောမင်း တိုင်းရှင်းနေဒီနေ့ အဲ့နာရဲပဲ 3ရက်ရှိမကောင်းပါဘူးဆရာဒီကနေ့လက်တရားဘူးတော့မဝင်ပါဘူးဆရာမနေတော့ကလည်းတရားဘူးတော့မဝင်ပါဘူးဆရာ ရေချိုးလာ ချိုးပါတယ်ဆရာမနေတော့ကရေချိုးတဲ့တွားတက်တယ်အခုဆက်ပြောင်းမှုစိန်ထားတဲ့ရေချိုးမှုလို့ဆရာဒါလေးပြီးပါပြီ ရေချိုးလာဒီမှာ ကြည့်တယ်လား ဒီမှာဆက်ပါလေဒီမှာကကျူးဝေးဆောင်ကြောင်းနေပါလေဆရာကြီးဝင်ကိုကြည့်ပါလေ โอเค ဒီဘက်လာမယ်ဒီဘက်လာမယ်ဘိုင် ငွေရလာတာနင်းနေကြီးလိုက်အဲ့ဒါကြည့်တယ်ခင်ဗျာဒီက ကလေးတွေပဲလွတ်လိုက်ကလေးတော့ကလေးတော့ယူပြီးပြန်တော့နောက်ကတမ်းမသိနဲ့နော်ယူပြီးပြန်တော့နော်ယူပြီးပြန်တော့ တို့နဲ့နောက်ကဓာမဝင်နဲ့အဲ့အမေနောက်ပါအဲ့လိုဓာမဝင်နေတော့ ဟိုင်းသမီးထက်ပင်ဟိုရင်ထက်ပြန်နော်ဟိုလေးရင်ထက်ပြန်အဲ့မှာသမီးထက်ပင်ပြော 哪里可以？我看看。那我们呢？我们呢？我们哪里有？可以来。喂，好的，喂，站好的。 ဟုတ်ပြီတန်းလိုက်လို့မင်းတို့ဘယ်လိုနေ ကောင်းလား မနေ့ကအလိုအိမ်မှာကောင်းပါလေဆရာသွားနေပြီးတော့နေတယ်လို့မဝနိုင်လို့သာလူချလိုက်ရတာဆရာ သွားခုသွားပါအောင်ခုချင်းနေ ဒီတော့နဲ့နေဆရာအကုန်နှုတ်လို့မရပါဘူးဆရာနှုတ်လို့မရဘူးဆိုတာကတော်ပြောမပြရလို့ဆရာဒီတိုင်းပဲနေအောင်ပါဆရာနေတဲ့ဆရာမကြိုက်ဘူးဆရာသွားရနေတော့ငါးပြီးတော့ဟုတ်တယ်သွားမနာနေတာကျင်းတာဆရာသွားရနေတာကျင်းတာအခါတည်းမှနာတာဆရာဒီငါးပြောလေးကိုမဝနိုင်ပါဘူးဆရာသွားရနေပြီးတော့နားနေပါဆရာအသက်ရွယ်လည်းရတယ်ပါဆရာ40နှစ်မကလောက်တော့ဘူးဆရာ48နှစ်လောက်တော့ရှိတော့ဘူးဆရာ ဟုတ်ကဲ့သွားစရန်တော့ပြမလား ဒ
မပြတော့ပါဘူးဆရာကျွန်တော်တို့မှလက်မှတ်ရှိပါတယ်ဆရာဆရာဝန်ကလိုအပ်တဲ့အချိန်ခါကြမှာပဲလာခဏလေးမလာနဲ့တဲ့ဆရာဝန်သွားနှုတ်ပြီးတာငဲကြည့်လို့တဲ့ဆရာအဲကြောင့်အလကားထုတ်ပြီးတာဆရာဝန်အလုံးလေးဖြစ်ပါတယ်ပတ်စံလေးချမ်းသာပါတယ်ဆရာဝန်ငဲကြည့်လို့တဲ့ခဏလေးလာမနှုတ်နဲ့ရှေ့သွားတယ်ကိုနှုတ်ပြီးမဲတဲ့သွားပြီးလို့ရှိရင်ကျွန်တော်သွားပြန်စိုက်ဖို့အတွက်ကိုပြောတဲ့ခါကျတော့ရဲရရှိသူကသွားပြန်စိုက်ဖို့အတွက်လက်မခံခဲ့ပါဘူးဆရာစီးမသွားတယ်အကုန်နှုတ်ပြေးတယ်ရတယ်သွားပြန်မဆိုင်နေတဲ့နေချတာလည်းမဟုတ်ပါဘူးတဲ့မင်းရဲ့မလောက်ဆရာမရှိလို့တဲ့ပွင့်လင်းပြောရင်မလောက်ဆရာမရှိပါဘူးလုံးမနေနဲ့တဲ့ရဲရာကြီးအတွက်ထမ်းဆောင်ပြီးတော့ဒါအသက်ရှင်အောင်နေသွားလို့ရဲရာကြီးသူကမှတ်ထားပါတယ်အမှုလည်းပါဆရာ ဟုတ်ကဲ့ နော်ရဲရအေဂျင့်တာယာဖို့အတွက်ကိုအသက်ရင်းပြီးတော့ ခွန်းနှောင်းပြီးတော့စိတ်ရမ်းသွားမယ်ဆိုရင်ရော လောလောဆယ်တော့မလို့အတေးဝဆိုလို့အလို့ရှိရင်ဆရာကိုအကူပါမယ်ဆရာ โอเคအဲ့ဒါမှထမင်းဖို့နော် ဟုတ်ကဲ့ဆရာဟုတ်ဆရာတင်ပြီးပါမယ်ဆရာကျွန်တော်တိုင်းပြန်ဖို့အတွက်အငယ်တန်းတော့မိသွားတယ်ဆရာနေတိုင်းနေမိကျမိုးပြန်နေကြတော့မတက်တော့လို့ဆရာမတက်တော့ဘူးသူကဆရာအောင်အခါလို့လေသူအကရာလမ်းဆောက်ထားတာမို့လို့ lo que le digo, es muy bueno, Dani. Kamu jangan keliru, jangan harus dulu keliru. Kita kamu. Ini cara apa? Dia lah. 咱们这个。没问题。真的，你累。哎呀，这好啊，背呢，不背了。哎，看不背了。 在ချင်းနေ ချင်းနေကောင်းပါတယ်ဆရာဒီရဲ့လက်စိတ်ကောက်စားလိုက်တာ9,400ရဘူးရခဲ့ပါဆရာအထူးဆက်လိုက်တော့ခါကျတော့တောက်တစ်ထောင်ယူတင်အောင်ပါဆရာကောင်းနေဆရာ အဲ့တော့ဒီမှာဒီဟာက9000နောက်ထပ်ဟိုလူရဲ့လူရှင်ပေါ့3ယောက်ကျွန်တော်ဘိုင်ဘဟိုဟာပြလိုက်မယ်သိလားဒါ9000ဒါကိုကြီးကိုလူတာ ဟုတ်ကဲ့ပါဆရာ ဒါ9000သမီးတွေကလူတာ ခုနေ့တာကြီးမှကျမချမ်းသာပါစေကျေးဇူးကသိမပြောတဲ့လို့ဒီတက်မကကျူးမဆောင်နေမှာတက်ရှိပါစေဆရာကြီး ဒါ38000ကိုကျွန်တော်ကလူတာ ဟုတ်ကဲ့ဆရာကြီး သူကဆိုဦးဟိုပေါ့ဆရာကြီးလိုအပ်တဲ့ဟာလိုအပ်တာဆိုအခုလိုအပ်နေတယ်အဲ့တော့ဘာလိုအပ်လဲဆိုတော့မပြောတော့နော်လိုအပ်တဲ့ဟာကိုလုပ်ဖို့အတွက်ဒီမှာဒါ38000 ဟုတ်ကဲ့ဆရာကြီး နော်38000ဆိုတော့2သိန်းခွဲ သိန်းကို အော်2သိန်းခွဲ2သိန်းခွဲဒီမှာဒီဆရာကြီးကတခါအလိုက်တော့ ဆရာကြီးသိန်းကိုပါဆရာကြီး ရရ ဒီကတော့ဒီတက်လို့ပါဆရာကြီး ကြီးချက်လုပ်ပေးပါ လုံး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  အာဒါလည်းဆရာကြီးပါပဲ ဟုတ်ကဲ့အခုပြဆရာကြီး ဆရာနဲ့သူတွေ့နေပြန်နေလားโอเค ငါဝါပဲတငုံမှုတော့မလဲ ဟော ငါဦးရတဲ့ဆိုင်ကနေသွားကြ ဟိုခုနကကြီးကျေးဇူးတင်ပါတယ်ကွာလွတ်လိုက်ပါစူတောင်း ခုနေ့တာကြီးမှအားလုံးကျေးဇူးတင်ပါတယ်သူတို့ရဲမကြီးရှိပါတယ်ခုနေ့တာကြီးမှကျန်ချမ်းသာပါစေဒီတက်မကကျူးမဆောင်နေပါစေဆရာကြီး โอเค မင်္ဂလာပါပြုပါစေ โอเคအားဒါပဲ အိမ်အောင်ကြားခဲ့တာကောင်းမလေးဘက်ကကျွန်တော်ကိုချေးဆိုလို့ညားခဲ့တာပါဆရာကြီးကျွန်တော်ရည်ရစကားမပြောတတ်ပါဘူးတင်းနှရှိပါဆရာကြီးရည်ရပြောတဲ့တင်းနှကျွန်တော်ရည်ရစကားမပြောတတ်ပါဘူးဆရာကြီးကျွန်တော်အိမ်အောင်ကြားခဲ့ပါတယ်အမျိုးသမီးကိုယ်တိုင်ပဲကျွန်တော်ကိုချေးဆိုပြီးလက်ထပ်ယူခဲ့ပါတယ်ဆရာကြီး ဒီတော့ဘယ်နှစ်ယောက်ရ မိမ2ယောက်ပါတယောက်ကပြုံးနေမျိုးကဒိုးဝင်ကြီးကမိုင်း ဟုတ်တယ်နှစ်ယောက်စလုံးကိုကိုကြီးဟိုဆရာကြီးရေးစကားပြောရတာ ဟုတ်ပါတယ်ဆရာကြီးတယောက်ကရန်ကုန်ကနေပဲကျွန်တော်ပြန်လာတော့ကျွန်တော်ရဲကစကားပြောပြီးကျွန်တော်တိမ့်ပိုက်ပြီးသူ့အိမ်ကတင်ထားပါတယ်ဆရာနောက်မရင်ငယ်ကကြတော့ကျွန်တော်ရဲကပြောပြီးတော့ခိုးပြီးခိုင်းလို့ကျွန်တော်မြင်းကြံမျိုးဘုံဘုံဥစားတို့ရက်ကွက်ကိုဇီးပင်ကောင်ခိုးပြီးခဲ့ပါတယ်ဆရာအဲ့ဒါကြောင့်ဘုံဘုံဥစားနဲ့တကွာဥယျာဉ်ဗရာကျမချမ်းသာပါသေးဆရာ အော်အဲ့ဒါကစိတ်ဝင်စားသွားပြီအရင်တော့ဆရာဘာလို့တော့ ဆ
ဝါရှောက်ကွင်းဖောက်ပါတယ်တံပါဝတီထီတန်းရက်ကွက်ထပင်းလမ်းကြပါစေ။ ပြီးတော့ဘာလုပ်လို့တည်အောင် ပြီးတော့ဘာအလုပ်လုပ်တည်အောင်ဆိုတော့ဖျောင်းဆက်လုပ်ပါတယ်ဒေါ်ကျင်မွေးဖျောင်းဆက်မှာတမဝိုင်မှာရုံမှာဖျောင်းဆက်လုပ်ပါတယ်ဆရာဆရာမချင်းချက်ပါတယ်ဆရာဆရာမပါဆရာ ပြီးတော့ ဦးထီအောင်မတ်နေကျွန်တော်လှုပ်ရှင်မှာပန်းမြလေးဘူးလုံးငါမှာဆရာ ဟောစိတ်ဝင်စားသွားပြီ ဟုတ် အခုဘာလို့ဒီအကောက်ကောက်နေရဆို ကျွန်တော်အကောက်ကောက်ရတဲ့အကြောင်းရင်းစားလဲမတက်လို့တပည့်ရလဲမခံတက်လို့တင်းစရာမြည်စရာကြားစရာပြည်စုံဝယ်သားနဲ့ကျွန်တော်မတက်ခက်လို့ဆိုပြီးတော့ထိုက်တဲ့ရာလူပေးပြီးပလတ်စတစ်ပဲကောက်စားတင်နေဆိုပြီးတော့ပလတ်စတစ်ပဲကောက်စားကိုင်းနဲ့ကောင်းရင်လဲဆက်မကောင်းရင်လဲခံပြီးတော့လွတ်ပေးခဲ့ပါတယ်ဆရာပလတ်စတစ်ပဲကောက်စားဝယ်ပေးခဲ့ပါဆရာ โอเคဆရာဒီမှာသွားစီကန်သွားတော့မှာခုမြက်ကတောင်းမှုပါပြီကောင်းမယ်ရှင်းနေ ရှင်နေကောင်းပါဆရာဆရာကြီးကုသိုလ်ကောင်းမှုနဲ့ကျွန်တော်ချမ်းသာကြွယ်ဝပြည်စုံလာခဲ့တက်ရှိရပါတယ်ဆရာကြီးဒေါက်တာထင်းလင်းအောင်ရှိမာတော်မှအသက်အာမခံကြီးတောင်းစရာမလိုတဲ့ကျေးဇူးရှင်တယောက်ဖြစ်လာပါတယ်ဆရာ โอเคအဲ့ဒါဆိုဒီမှာသွားစီကန်သွားမယ်ခုမြက်တောင်းမှုသွားပြီဘိုးမယ်ကျွန်တော်တိုင်ကားပါတယ် ဟုတ်ကဲ့ တိုင်ကားနဲ့သွားမယ် ဟုတ်ကဲ့ လာသွားမယ်လားဆိုင်လာ ဖမ်းပြီဖမ်းပြီ ခဏစီတိုင်ကောက်ဖြေးတယ်နော်ဆေးရပုံပုံမှာဆိုလို့ ဟုတ်ကဲ့ဆရာကြီး နော်ဆေးရပုံပုံမှာဆိုလို့တိုင်ကောက်ဖြေးတယ် ဟုတ်ကဲ့ဆရာကြီး ကျွန်တော်ခုကောင် brand new တိုင်ကားဝယ်ထားရမှာ ပူရလို့ရှိရင်ပြောအောင်မယ်ဆရာကြီး ဘာပြောရမှာ တစ်ထဲမှာအစာရှိနေလို့ရှိရင်တော့မကြိုက်တော့အစာတော့မှရွေးရဆရာ900စားလို့ရှိရင်မကြိုက်တော့တပိတ်ဆာရင်နားတယ်ကြိုက်တယ်ကျင်းနေဆရာ ဒါဆေးရအောင်ပြောမလားသား ကျွန်တော်ဘာစားချင်အောင်ဆိုတော့တွားလေးမနေတော့ဆေးကူးပြီးတယ်တွားလေးတက်တာရဲ့စစ်တော်မူအစာမစားနဲ့တွားလေးကိုပဲထက်ကောင်းကုတင်နေဆရာ အဲ့ဒါမို့လေသွားထက်ကောင်ကူမှနေ့ရက်တော့ဆောင်းအောင်လေ ဟုတ်ကဲ့ဆရာ သွားအခုပိုးစေးတောင်းနေရမလား ဟုတ်တယ်ဆရာ ပုံမှန်တိုင်းတောင်းတောက်ပြီးတော့နောက်မနေ့ပြန်တပတ်ခါကြရင်တော့သွားစီရင်ထက်တောင်းတော့ပေါ့ ဟုတ်ကဲ့ဆရာ အခုဟိုဟာလေဘာစားကျင်တော့စားကျင်တာ အမှန်တိုင်းပြောရရင်လက်ဖီးကြိုက်နေပါ ဆရာကိုချင်းမြင်မလို့ လက်ဖီးကြိုက်နေပါလက်ဖီးရှယ်တောက်ရှင်ပါဆရာ1300တဲ့ဟိုပါဆရာ โอเคပြီးတော့ဘာလို့ရှင်းဆုံးဗျာဆရာကိုပူတော်မလို့ဆရာပူတော်မလို့ဆရာကိုချင်းမြင်မောင်စားမလို့ ဟုတ်ကဲ့ဆရာကျွန်တော်ဆရာပြီးတဲ့ဖုန်းတကူနဲ့မြေချိုးမိုးပြနိုင်မြဆရာလက်ဖီးရဲ့ကော်ဖီရဲ့ဆလိတ်ရဲ့အဲ့3မျိုး2မျိုးဖိုးလုံးပါဆရာရိတ်အောင်မှလည်းခိုထားပါတယ်ဒီကိုလည်းစားခဲ့တဲ့အတွက်အဲ့လောက်နဲ့ပဲတင့်တော်ပါတယ်ဆရာ ဟုတ်ပြီ လက်ဖီးကော်ဖီဆလိတ်နဲ့ပဲပြည်စုံလာပါတယ်ဆရာ အဲ့ဒါလေကော်ဖီဆက်လက်ဖို့ပေးမယ် ဟုတ်ဆရာ နော်ဒီကြောင်ပေးတော့မယ် ဟုတ်ကဲ့ဆရာ နော် ဟုတ် ခုနကတော့ပြောလေဟိုဖျားစဉ် ဖျားစင်ရဲ့ဖျားဥဝဝယ်ပြီးသွားပြီဖျားပန်းရဲ့စိတ်ပတိရဲ့စိတ်ပတိနှကုံးရဲ့ဖျားပုံတော်ရဲ့ဖျားပိုင်အဲ့3မျိုးလိုနေပါလေဆရာလိုနေလို့ဆိုပြီးတော့ကျွန်တော်ပတ်စံ4000သွားတောင်းတာပတ်စံမစိမ့်ပေါ့3000လည်းဖြစ်နေလို့မဝယ်ပေးခဲ့ပါဘူးဆရာ အဲ့ဒါဘယ်လောက်ကြာမှထင်တော့ စိတ်ပတိကကျွန်တော်မို့လို့တကုန်း9000မယူတယ်စိတ်ပတိက1000ဆရာဖျားပုံတော်က3500လို့ပြောတယ်3500ဆိုတော့13500ဆရာဖျားပန်း1000က1400 1500ဆရာ 15000 ဟုတ်တယ်ဆရာ 15000ရဲ့လေဖေးဖို့9000ရဲ့ဆိုတော့2000ဆရာကိုချင်းရမယ်သိလား ဟုတ်ကဲ့ဆရာဆရာဖုန်းကမြမသေးဆရာဒီတဲ့မကကျုံးမွေးဆောင်းချောင်းနိုင်ပါသေးဆရာလိုချင်အောင်လုပ်ပြီးတော့ပါဆရာ ဆရာလည်းလက်ဖက်နဲ့မပေးတော့နော်ဟောဒီမှာရောက်မှကြီးပေါ့ ဟုတ်ကဲ့ဆရာ ကျော်ဆရာကို ဒီတဲ့မကကျုံးမွေးဆောင်းချောင်းနိုင်ပါဆရာဖုန်းကမြမသေး โอเคဟုတ်လား ကွန်ပျူတာ3000ပေးရပါရဲ့ဆရာအရှိ3000ပဲယူခဲ့ပါတယ်ဆရာ ဟုတ်ပြီဆက်လိုက်တာဘယ်လိုတောက်တာ ဆက်လိုက်ကပုံတော်ဝယ်တဲ့ဆိုင်ကမိုင်းစပန်တောက်တော့900ပေးရပါဆရာ3000နဲ့မှ900ဘူးလက်ဖေးတောက်ခဲ့ပါတယ်ဆရာ ပြီးတော့ဘာစားခဲ့တယ် ပြီးတော့ဘာမှမစားပါဘူးဆရာ1000ကျန်ပါသေးရဲ့ဆရာစိတ်ပတိဘိုးခင်မကြီးကဥပိ္ပဒရာဓာတ်ရရောက်တဲ့ခင်မကြီးကစိတ်ပတိဘိုးလှူလိုက်တယ်လို့ပြောပါတယ်ဆရာ1000ကျန်ပါသေးရဲ့ဆရာ โอเคမိုင်းလိုက်တယ် ဟုတ် မစားဘင်း ဟုတ်တယ်ဆရာ3000ဆရာ တပင်းနဲ့ ဟုတ် မိုင်းလိုက်တာ ဟုတ်ဆရာ ဆိုင်တော့ကောင်းစားနေလား ကောင်းစားတာဆရာကြီးရေမြောက်စားမှုကြောင့်ကောင်းစားတာပါဆရာထာဝရမင်းနိုင်ပါဘူးဆရာ ဆိုင်ရှင်းနေ အရှင်နေကောင်းပါတယ်ဆရာကြီး တော့မရှိနေတော့ကြာရင် ကောင်းပါတယ်ဆရာကြီးကပြုစုဆောင်ရောက်ခဲ့လို့တုံးဖို့အတွက်လည်းအဆင်ပြေကဘုရားပုံတော်ဝယ်ခဲ့ဖို့လည်းအဆင်ပြေသွားပါပြီဆရာကြီးအလုပ်အကင်လည်းအဆင်ပြေပါတယ်ဆရာကြီး ဒီမှာဆရာကြီးကိုလိုင်းမော်ကညီလေးအကမင်းစင်ကနေပြီးတော့တသိန်းခွဲလူတာနော်တသိန်းခွဲတော့ဘာကြောင့်လူရဲဆိုမပြောတော့တသိန်းခွဲဆရာကြီးလူတာနော်ဒါဆရာကြီးဟိုပါပေါ့လိုအပ်တဲ့ဟာပေါ့ခုလုံးမှာခုပစ္စည်းတွေဝယ်လာခဲ့ ဟုတ်ကဲ့ လိုအပ်တဲ့ဟာလုပ်ဖို့အတွက်တသိန်းခွဲလူတယ်ဒါတသိန်းခွဲယူတာပြီးတော့ဒီမှာဒီတောင်ဒီဆရာကြီးကိုလည်းဟဲ့လိုက် ဟုတ်ဆရာကြီးဒီလူကြီးမင်းဆရာကျေးဇူးရှင်ခိုင်းတာအတိုင်းပဲဆရာကြီးတို့ဒီသိန်းခွဲလုံးပြန်လဲပေးခဲ့ပါတယ်ဆရာကြီး ပေးခဲ့ဒါမဲ့ဟိုပေါ့လုံးဆက်ရလုပ်လိုက်လုံးဆက်ရလုပ်ပြီးတော့ပို့တာကိုသူ့ဟိုပေါ့ဆရာကြီးပြန်ပေးလိုက်နော်โอเคနော်ဆရာကြီး ကျမချင်ပါလေဆရာကြီး သူအစင်းနဲ့ပြန်ရှင်းပြလိုက်မယ်နော် ဟုတ်ကဲ့ပါဆရာကြီး ဟိုပေါ့လောတာလုပ်ဖို့ပါ ဟုတ်ကဲ့ပါဆရာကြီးဟုတ်ကဲ့ပါဆရာ နော်โอเค
ဆရာကြီးမှသူကတပည့်ခံမလို့လေဆရာကြီး ဟုတ်ကဲ့ဆရာကျိုးမွေးဆောင်းတဲ့လူကြီးမိမအားလုံးသိစီရင်ပြောချင်ပါတယ်ဒီဆရာသမားရကျွန်တော်တတ်ထားတဲ့ကိုယ်ကပညာနဲ့လက်ဝိတ်ပညာလေးကိုသင်ကြားပေးချင်ပါတယ်ဆရာသင်ကြားပေးပါတယ်ကျွန်တော်လက်ခံနိုင်ပါတယ်ဖြစ်လာမဲ့တိုက်ပြဲဝဲလက်ဝိတ်ပြေဝဲတွေကိုကျွန်တော်ဘက်ကကုန်ကြစေးနဲ့ဆက်တော့မှုအရိယာနေနေလို့တောင်းဝတ်စုံမရှိလို့အတွက်လက်ဝိတ်ပညာကိုပဲကျွန်တော်စင်မတက်ပြီးတော့အကြီးအကျယ်တက်ထုတ်ရမယ်ဆရာဒီဆရာလေးကိုလက်ဝိတ်ပညာနဲ့ခွဲပြတိုက်ပညာသင်ပေးရမယ်ဆရာအဲ့ဒါရွှေကဲတဲ့ပေးမတိုင်းဖွဲ့ရုံနဲ့ကျွန်တော်တိုင်းပြန်ငယ်ဘူးကလက်ဝိတ်ထိုးခဲ့ဘူးရတယ်ဆရာအဲ့ဒီနေရာနေမကပါဘူးအောင်ထုံးလင်းဆိုတာလည်းကျွန်တော်ပါပဲငကားညီအောင်ဆိုတော့ငကားလေးဝင်းနေဆိုတော့ကျွန်တော်ပါပဲကဘာကျော်အောင်လောင်းဆန်းဆရာတပည့်ဖြစ်နေတဲ့အတွက်သူ့ကိုလက်ဝိတ်ခွဲပြတိုင်းပညာသင်ပေးသေးပဲကိုညာစီအားလုံးကိုကျွန်တော်ကိုညာစီမခံနိုင်ပါဘူး အဲ့တော့ ဆရာကြီးမှာဟောတပည့်ခံမယ်ဆိုဘာလိုရတော့ 3လနဲ့ကိုကပညာအခြေခံကိုလက်ဝိတ်ပညာအခြေခံကိုအသက်တင်ပေးရမယ်ဆရာတင်နေဆရာမအချိန်ခါလောက်တစ်ခါဆင်းလို့ရှိရင်3နာရီ30ပါဆရာ3ခါဆင်းရမှာဆရာမနေ့တစ်ချိန်နေ့လေးညနေချိန်9နာရီ90ရှိပါဆရာတနေ့ကို9နာရီနဲ့90အချိန်ပေးရမယ်ဆရာအဲ့ဒါလက်ဝိတ်ပြိုင်ပွဲတက်ကိုကျွန်တော်အကြီးအကျယ်တက်မယ်ဆရာတိုင်းမဲ့ဘိုးဘိုးပတ်စံကိုညာစိတ်ခံနိုင်လို့တောင်းဝစ်ဆောင်ကလည်းအစိုးရတိတ်နိုင်လို့မြို့ချို့မိုးပြန်တဲ့စူပါမင်းလို့စိုးကုန်းလို့ဝစ်ဆောင်ပါဆရာကြီးစက်တနက်ကြီးစက်တော့မတိုးပါဘူးဒါဆိုအဝေးကြီးပါ အဲ့တော့ဟိုဘိုင်းစတင်ရမှာ ကိုကပညာလက်ဝိတ်တင်မှုတွေအကျော်ချိုးရမယ်အစာရည်စားပြီးစောင့်ကြည့်ရမယ်ဆရာ3လနဲ့ကိုကပညာနဲ့လက်ဝိတ်ကိုအခြေခံတက်မြောက်အောင်တင်ပြီးမယ်အဲ့ဒါ3လပြီးကျွန်တော်ပြန်ဝင်ဝေရမှာဆရာဒါနဲ့ဆိုရင်ဆရာကြည့်လို့ရှိရင်တပည့်2ယောက်ရှိတော့ပါပြီဆရာကျွန်တော်ကိုလက်ဝိတ်တင်ခိုင်းတာ ဆရာကျွန်တော်ကဆရာ လိုင်းတစ်စီးဆရာကို3ယောက်တပည့်3ယောက်နဲ့ကျွန်တော်နဲ့တက်ထုံမယ်ဆရာ4ယောက်ကဘာဖလားဆိုရင်ကျွန်တော်ကဘာ4ယောက်ပေါင်းပြီးကဘာဖလားကိုယူရမယ်ဆရာလက်ဝိတ်ပညာကိုကဘာကျော်အောင်လားအောင်ဆရာကျွန်တော်တပည့်ဖြစ်တဲ့အတွက်ဆရာခုံကြောင်းမလို့အောင်လားအောင်ဆရာခုံကြောင်းမှုလက်ဝိတ်ကိုအရှိတော်အစားကြီးဖိတ်ကိုမာတယ်ဆရာရေချိုးလို့တည်တဲ့မတာဝဲရှိရေမချိုးလို့မတည်တဲ့မတာမရှိလို့မလို့ဒီကနေ့တည်းနဲ့မလို့ရေမချိုးတော့ဘူးဆရာတွားတော့တိုက်မဆရာမနေ့ကကြလို့ရှိရင်နှစ်ခါချိုးမယ်ဆရာ နှစ်ခါတော့မပြောနဲ့တစ်ခါပဲချိုးလိုက်စိုက်ပြေးပြေးစိုက်ပြေးပြေးလာဆိုရယူ အဲ့ဒါဟာတောင်းကြပါသေးဆရာ โอเคโอเคဒီမှာ တော့ဝါကားနဲ့မဟုတ်နဲ့သုံးတော့ပါဆရာ ဒီမှာဆရာ ကောင်းပါဦးဆရာ ဆရာယူဆောင်တယ်ဆရာပဲရှောက်သွားနေမှာ 9ရက်ယူပါကျွန်တော်ပလတ်စတစ်ကော9ရက်ကို1000တော့မရသေးပါဘူးဆရာ ခုတော့ချင်းနေ ကောင်းနေဆရာတော့ကောင်းနေဆရာ ချင်းနေဖြစ်သွားကောင်းပါပြီ ကောင်းနေဆရာဟုတ်အဲ့ဒါဆရာကိုတော့ကျေးဇူးတင်နေရဆရာ ဟုတ်ဟိုဆရာလည်းကျေးဇူးတင်လားဟိုဆရာလည်းလုပ်ပေးတာပြီးတော့ ဟုတ်ကဲ့ဆရာညာတိုင်းကျွန်တော်ဗြိတိန်ဖျားကတော့နေဆူတောင်းပါမယ်ဆရာ ဟိုဆရာလည်းတော့ဆူတောင်းပေးလာ ဟု နော် တ်ဟိုလေဟိုကလေးတွေပုံရောနော် တော့ပြောနေတစ်ခါပဲချိုးလိုက်ဟုတ်ပါတော့ဆရာဝန်ကဘာမှလိုက်တာ သွားဆရာဝန်ကပြောမယ်ဆိုရင်တော့အလုံးကိုစနိုင်တောင်းနိုင်ပါလို့ပြောပါတယ်ဆရာအဲ့လိုကြီးစိတ်ချရပါတယ်ကုသမှုမှာ ဟောပြီးကြတော့မဟုတ်လေဟိုညတိုင်းမလောက်အောင်ပြော ညာတိုင်းတွတ်တိုက်ရမယ် တိုင် တ တိုင် နေ့ အောင် နှစ်ခါပဲတဲ့သုံးခါမလို့ဘူးလေဆရာတွတ်တဲ့ဝေးချင်ပါဆရာဒီမှာတွတ်တဲ့တွတ်ဖို့1000ချင်တော့ပါဆရာ အေးတော်လိုက်တယ်ဟိုကျွန်တော်ပေးလိုက်မယ် ဟုတ်ဆရာ နော် ဟုတ်ရပါတယ်ဆရာ ဟုတ်ပဲရတာ ကိုကပညာနဲ့လက်ဝဲအခြေခံတော့ပဲရပါတယ်ဆရာ ချိန်ကန်ပါခုနပြောတာ အခြေခံရှောင်းမဲတို့ပဲကပုတ်ရှောင်းထိုးပေါ့နော်ရှောင်းပဲထိုးပေါ့ရှောင်းမဲထိုးကန်ပေါ့ဆရာရှောင်းမဲကန်တိုက်ဒူးတောင်ပေါ့ဒူးတောင်လက်တစ်ချောင်းနှစ်ချောင်းလေးချောင်းဒူးတောင်ကောင်းဒူးတောင်ကောင်းချီခွင်းချီပြဖနှောင်းပေါ့ဆရာတိုင်းလက်ဝဲပေါ့ချီခွင်းချီပြဆိုတောက်ပါပေါ့ချင်းလုံးခတ်တယ်လို့ဆိုရင်ချီခွင်းပေါ့ဆရာဒီကပေါ့နော်ဘောလုံးကန်တယ်လို့ချီပြပေါ့မြောက်ဖို့ပေါ့ဆရာအဲ့အနေမျိုးပေါ့ချီခွင်းချီပြဆရာပြီးတော့ဒီတိုင်းပဲနေပါဆရာဒီတိုင်းနေပြီးတော့ပဲခါတော့ပြီးတော့နေပါဆရာတိုင်းကန်ပါလေဆရာရန်နူရဲတွေတိုင်းကန်ပါဆရာတိုင်းကန်ပါဆရာလန်နိုင်ကြီးခုံပါလေသူကရှိုးတဲ့ခါကျတော့သူကထိုးမယ်ခုံမယ်ဆိုရင်ရှောင်းမယ်ဆရာဒါမှမဟုတ်ရှောင်းမယ်ရှောင်းပြီးတော့သူ့လန်ထိပါလို့ရှိရင်ဒီလန်သွားနဲ့သူ့လေပင်းကိုထိုးမယ်အဲ့လိုဆရာဒါတကောမပြည့်သေးပါဘူးဆရာ တော့ကောင်းပြီလားဟိုအကင်းပဲရှိသေးတာ ဟုတ်တယ်ဆရာ ဟုတ်ပြီ ဒီလန်ကိုဒါမှမဟုတ်ရန်နိုင်ဖို့အတွက်တော့မှကျွန်တော်မလွယ်ကူလာပါဘူးဆရာဒီလန်ကိုဒါမှမဟုတ်ရန်နိုင်ဖို့တော့မလွယ်ကူလာပါဘူးဆရာ โอเคဆရာတကယ်ဆရာတင်တာမှန်သွားပြီ ဟုတ်ကဲ့ပါဆရာဒီမှာလူရပါပြည့်စုံပါဆရာ โอเค ဟုတ်